ကျွန်တော်တို့ရှီတော့အောက်ကမြေကြီးဟာငြိမ်သက်နေတယ်လို့ထင်ရပေမဲ့တကယ်တော့ကမ္ဘာမြေကြီးဟာအပိုင်းပိုင်းပြတ်နေတဲ့ကြောက်ဖြတ်ချက်ကြီးတွေနဲ့ဖွဲ့စည်းထားတာဖြစ်ပါတယ်ဒီကြောက်ဖြတ်ချက်ကြီးတွေကို tectonic plate လို့ခေါ်ပါတယ်သူတို့ဟာကမ္ဘာအတွင်းပိုင်းကပူပြင်းတဲ့ချော်ရည်ပူ magma တွေပေါ်မှာအစင်မြဲရွေလျားနေကြတာပါဒီချက်ကြီးတွေဟာတစ်ခုနဲ့တစ်ခုတိုက်မိတာဝေးရကိုခွာသွားတာဒါမှမဟုတ်ဘေးချင်းရှင်ပြီးပွတ်တိုက်တာမျိုးတွေအများတန်းလုပ်နေကြပါတယ်ကြောက်ဖြတ်ချက်တွေဘေးချင်းရှင်ပြီးရွေ့တဲ့အခါမျက်နှာပြင်တွေကကြမ်းတမ်းလွန်းလို့တစ်ခုနဲ့တစ်ခုညှိပြီးရက်တက်နေတတ်ပါတယ်ဒါကို friction ပွတ်တိုက်မှုလို့ခေါ်ပါတယ်ကြောက်ချက်ကြီးတွေကရွေ့ကျင်ပေမဲ့ညှိနေတဲ့အတွက်အဲ့ဒီနေရာမှာအေယာမစွမ်းအင် potential energy တွေဟာနှစ်ပေါင်းများစွာကြာအောင်စုစည်းပြီးဖိအားဖြစ်လာပါတယ်။စုစည်းနေတဲ့ဖိအားကကြောက်သားတွေရဲ့ခန္ဓာရည်ထက်ကျော်လွန်သွားတဲ့အခါမှာတော့ညှိနေတဲ့ကြောက်တွေဟာရုတ်တရက်ပြတ်တောက်ပြီးလွတ်ထွက်သွားပါတယ်။အဲ့ဒီလိုလွတ်ထွက်သွားတဲ့အချိန်မှာစုထားသမျှစွမ်းအင်တွေဟာ seismic waves ငလျင်လိုင်းတွေဖြစ်ကမ္ဘာမြေအောက်ထဲမှာပြန့်နှံ့သွားပါတော့တယ်။အဲ့ဒီလိုင်းတွေကမ္ဘာမျက်နှာပြင်ပေါ်ရောက်လာတဲ့အခါမှာတော့ကျွန်တော်တို့သိကြတဲ့မြေကြီးတုန်ခါမှုဒါမှမဟုတ်ငလျင်လှုပ်ခြင်းဆိုတာဖြစ်လာတာပါပဲ။မြန်မာနိုင်ငံမှာဆိုရင်စကိုင်းပြက်ချွေဟာဒီလိုကြောက်ချက်ကြီးတွေပွတ်တိုက်နေတဲ့အဓိကနေရာတစ်ခုဖြစ်ပါတယ်။ကမ္ဘာပေါ်မှာတစ်နှစ်ကိုလူတွေမသိလိုက်တဲ့ငလျင်အသေးစားလေးတွေအကြိမ်ကြီး9သိန်းကျော်ထိလှုပ်ခတ်နေတာဖြစ်